ခဏအနေငယ်မတိုင်ခင်မှာဝူကုန်းကအန်နီကိုသူ့ရဲ့ရွှေတောင်တန်းကိုပြန်ယူဖို့ခေါ်သွားခဲ့တယ်သူကအဲ့ဒီတောင်တန်းကိုမြောက်နိုင်တာသူတယောက်တည်းပဲလို့မန်တက်တက်နဲ့ပြောခဲ့ပေမဲ့တကယ်တမ်းလက်နဲ့ဆုပ်ကိုင်လိုက်တဲ့အခါအမြင့်ကနေဆွဲမထုတ်နိုင်ခဲ့ပါဘူးအန်နီကဘာဖြစ်နေတာလဲလို့မေးလိုက်တော့ဝူကောင်ကအနေငယ်မှာအဆင်မပြေတယ်လို့ပြုံးပြီးဘာမှမဖြစ်ပါဘူးလို့ပြောလိုက်တဲ့ထို့နောက်အားပြေးနဲ့ထပ်မံစူးစမ်းခဲ့ပေမဲ့တောင်တန်းကမလုံမရှက်ပဲဖြစ်နေစေပါပဲဝူကုန်းကခေါင်းချလိုက်ပြီးနောက်ဆုံးမှာတော့ဒီရွှေတောင်တန်းကိုဗုဒ္ဓကတစိမ့်ချထားခဲ့တာကိုသဘောပေါက်သွားတယ်ဘာလို့ရမှန်းမသိပဲအခက်အခဲဖြစ်နေတဲ့အချိန်မှာပဲအနက်ရောင်ဝတ်ရုံဝတ်ထားတဲ့ပင်လယ်ဒီမုံတယောက်ပေါ်လာခဲ့တယ်သူကရခင်ကဝူကောင်ရဲ့ညီကိုတယောက်ဖြစ်ခဲ့ပေမဲ့ကောင်းကင်လောကမှာပြဿနာတွေဖန်တီးပြီးဒီမုံလောကကိုထိခိုက်စေခဲ့တာအားလုံးကိုဝူကောင်ပေါ်အဖြစ်တင်ပြီးအဲ့ဒီနေ့ကလေးကမုံတိလာခဲ့တာပါနောက်ပိုင်းမှာတော့သူ့ကိုရွှေတောင်တန်းကိုစောက်ရှောက်ဖို့တာဝန်ပေးအပ်ခဲ့တယ်ရခင်ကညီကိုများဖြစ်ခဲ့ကြသူတွေကယခုခါရန်သူများဖြစ်သွားပြီးတိုက်ခိုက်ကြတော့တယ်ဒါပေမဲ့ဝူကောင်ကသူ့အင်အားအလုံးဆုံးရှုံးထားပြီးသားဖြစ်လို့ပင်လယ်ဒီမုံရဲ့လက်ထဲမှာလွယ်လွယ်ကူကူပဲဖမ်းမိသွားခဲ့တယ်ဒီမုံကအမောက်စွမ်းရင်ကိုလွတ်ထုတ်လိုက်ပြီးဝူကောင်ကိုခန္ဓာကိုယ်ကိုခွာခွာဖြက်ဖြက်ဆုပ်ဖြဲနေတယ်လို့နာကျင်မှုကြီးခံစားစေခဲ့တယ်အန်နီကကူညီဖို့စူးစမ်းခဲ့ပေမဲ့ဒီမုံကလက်တစ်ချက်ထဲနဲ့သူမကိုလွှတ်ထိုးပစ်လိုက်တယ်ထို့အချိန်မှာပဲအန်နီရဲ့လက်ထဲကတွေးတစ်စက်ကရွှေတောင်တစ်ပတ်ကိုဆွဲငင်ခံရတယ်လို့တဖြည်းဖြည်းလွင့်သွားပြီးမထင်မှတ်ပဲဗုဒ္ဓရဲ့တစိ့ကိုချိုးဖောက်နိုင်ခဲ့တယ်ဒါကိုမြင်လိုက်တဲ့အချိန်မှာဝူကောင်ကချက်ချင်းပဲရွှေတောင်တန်းကိုဆင့်ခေါ်ပြီးတစ်ချက်ထဲနဲ့ပင်လယ်ဒီမုံကိုလှမ်းရိုက်ပစ်လိုက်တယ်ဝူကောင်ကတောင်တန်းနဲ့ပြန်လဲပေါင်းစည်းသွားတာကိုမြင်တဲ့ဒီမုံကကိုယ်တိုင်မတိုင်နိုင်တော့ဘူးဆိုတာသိသွားပြီးအနက်ရောင်မိကိုဖြစ်ပြောင်းလဲကထွက်ပြေးသွားခဲ့တယ်ထွက်ပြေးပြီးနောက်သူကဒရဂုံမျိုးနွယ်ကိုတွားရောက်သတင်းပို့ခဲ့ပြီးတာမန်လူသားမိန်းကလေးတယောက်ကတော့ဗုဒ္ဓရဲ့တစိ့ကိုချိုးဖောက်နိုင်ကြောင်းပြောခဲ့တယ်ဒရဂုံမျိုးနွယ်ရဲ့တတိယမင်းသားကအံ့အားသင့်သွားပြီးအန်နီကိုမိတို့ပင်ဖြစ်စေဖမ်းဆီးရမယ်လို့အမိန့်ပေးလိုက်တယ်